အားလုံးပဲမင်္ဂလာပါမြတ် Football SC Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီလီဗာပူးအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒါဂိုးမရှိတည်ရဆိုတဲ့ရလက်နဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပွဲမစခင်ကတော့ဒါလီဗာပူးအသင်းအနေနဲ့အနေဆုံးဒါကျွန်တော်တို့ဟိုတည်ရလောက်ရမယ်လို့တော့ထင်တယ်ပေါ့လေဒါပေမဲ့အာဆင်နယ်ကွင်းမှာတက်ကစားရတာဆိုတော့မလွယ်ဘူးပေါ့လေအာဆင်နယ်ကွင်းရလဲကျွန်တော်ဒီယာဒီမှာဆိုလို့ရှိရင်ဒါရှုံးပွဲမရှိတဲ့အသင်းလည်းဖြစ်တယ်အာဆင်နယ်ရဲ့ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါသူတို့အာဆင်နယ်အသင်းနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာဆိုဒီယာဒီမှာအကောင်းဆုံးလည်းဖြစ်တယ်ဗောလေဒါကိုပွဲနိုင်တော့တပွဲတည်ရရှုံးပွဲလုံးဝမရှိရတဲ့ကွင်းလည်းဖြစ်တဲ့အတွက်ဒါပေမဲ့လီဗာပူးအသင်းကညာတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလီဗာပူးအသင်းနေနဲ့ကျွန်တော်တို့အဓိကအားဖြစ်ဗောလေဒါကွင်းလေကိုအဓိကထားပြီးတော့ဒါထိန်းချုပ်သွားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗောလေပထမပိုင်းမိနစ်20လောက်မှာအာဆင်နယ်ကျွန်တော်တို့ပေးပြီးတော့ဒါဘောလုံးပေးကြိုင်မိမယ်ကျွန်တော်မိနစ်20နောက်ပိုင်းမှာဆိုလို့လီဗာပူးအသင်းနေနဲ့ဒါကျွန်တော်တို့ကိုသမားနဲ့ဒီဂါဘီယယ်နဲ့လားမသိတော့ဒီသူတို့ရဲ့အမားနေပြီးတော့ဒါဂိုးရဖို့တော့မှဘတ်လီနေနဲ့ဒါကိုသမောက်ကြော်ပြီးတော့ကန်တဲ့ချိန်မှာတိုင်အောင်ထိပြီးတော့ဒါဂိုးရဖို့တော့မှအခွင့်အရေးရခဲ့တာလည်းဖြစ်ပါတယ်ဒါဒုတိယပိုင်းမှာဆိုလို့ရှိရင်လီဗာပူးအသင်းနေနဲ့ကျွန်တော်တို့ဒါအများကြီးဒါဘောလုံးပိုင်ဆိုင်မှုရတယ်ဗောလေဒါပေမဲ့လီဗာပူးအသင်းနေနဲ့ကျွန်တော်ဒီကွင်းလယ်မှာပဲဘောလုံးအပေးယူလုပ်ပြီးတော့တိုက်စစ်ကိုတိတ်ပြီးတော့ကျွန်တော်တို့မထိုးဖောက်နိုင်တာကိုလည်းတွေ့ရတယ်ဗောလေအဲ့တော့မနေ့ကပွဲစဉ်မှာဆိုလို့ရှိရင်နီးပြအာနီဆိုတော့နေနဲ့ကျွန်တော်တို့ဒီဖလင်ပေါင်တို့ဒီမီလောကာကတ်တို့ဒီဟိုဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုရီကပူကတော့တစ်ချက်ထဲထဲဝင်နေဗောလေအပဘယ်ဘက်ချမ်းပဲကျွန်တော်တိုက်စစ်စင်တာကိုတွေ့ရတယ်ဗောလေဒါဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်ကိုရီကပူထဲထဲကိုတစ်ခါတလေဝင်နေပြီးတော့မီလောကာကတ်နေနဲ့လည်းအပေါ်ထိကျွန်တော်ဒါတိုက်စစ်လိုက်ပါတာတွေ့ရပြီးတော့ဖရင်ပေါင်ကတော့ကျွန်တော်ညာဘက်ချမ်းမှာဆိုလို့ရှိရင်ဖရင်ပေါင်နေနဲ့ဒါတောင်ပန်တစ်ချောက်ကိုပဲသူ့အနေနဲ့ဖိအားပေးတာကိုတွေ့ရပါဗောလေတခါဒီမှဒါကျွန်တော်ချိုးဝင်လာတာကိုတွေ့ရတယ်ကွင်းဒီအတွင်းထဲမှာဆိုလို့ရှိရင်ဖရိုယန်ဘက်ကတော့ကျွန်တော်တို့ဒီကွက်ပြောက်ကစားသမားပုံစံမျိုးနဲ့ဗောလေနေရာအနှံ့ပြားမှာသူကျွန်တော်တို့တွေ့ရပါဗောလေပြီးတော့ကျွန်တော်လီဗာပူးအသင်းရဆိုလို့ရှိရင်ခါတိုင်းကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကပုံစံတိုင်းပဲကွင်းထဲမှာဆိုလို့ရှိရင်ဒါခါတိုင်းလူ3ယောက်ပဲဗောလေဒါဆိုဘိုနဲ့ဂရာဘီနဲ့မာကာနဲ့ဒီ3ယောက်တွဲကိုပဲပွဲထွက်လာတွေ့ရပြီးတော့ကျွန်တော်တကယ်ကိုကောင်းမွန်ခဲ့ပါတယ်တကယ်ကျွန်တော်တို့ဒီ short တာကမရခဲ့ဘူးဆိုပေမဲ့လည်းလီဗာပူးတင်းနေတဲ့ဒါအာဆင်နယ်ကွင်းမှာတည်တမတ်ရတာဖြစ်တဲ့အတွက်တည်တမတ်နဲ့ပဲကျင်းနေရမှာပေါ့လေဒါနီးပြိုင်အာနီစလောလက်ထပ်မှာတော့ကျွန်တော်တို့အနေနဲ့ဒါအများကြီးတော့မျှော်လင့်လို့မရဘူးပေါ့လေဒီလိုပဲကျွန်တော်တို့ဒါတည်ကြလိုက်နိုင်လိုက်ရှုံးလိုက်ဒီလိုပုံစံမျိုးနဲ့တော့ဒါပေမဲ့ကျွန်တော်တို့တစ်ခုရှိတာတော့ကိုကန့်ကြမှာကိုဖန်တီးလို့တော့ရသေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုချိန်မှာလီဗာပူးတင်းနေတာ34မှတ်လောက်ထိတော့ရထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်ပွဲစဉ်ကတော့21ပြီးသွားပြီအောက်ကအသင်းတွေကိုကျွန်တော်တို့ဒါ Brentford တို့ဘာလို့လဲကျွန်တော်တို့ဒါ4မှတ်လောက်ထိဖြတ်ထားနိုင်တဲ့ဖြစ်တယ်တော့ Brentford ကတော့ချိန်တိုင်ပြန်ကျသွားမှာပဲကျွန်တော်တို့ဒီ Chelsea တို့ဘာလို့ပေါ့လေဒါ Newcastle တို့ကတော့နောက်လိုက်တက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအခုချိန်ကကိုကကြမှာကိုဖန်တီးလို့ရတယ်ကျွန်တော်တို့ဒါ Champions League ဝင်ခွင့်ရဖို့အတွက်ခက်တာလီဗာပူးအသင်းမှာလည်းအခုကျွန်တော်တို့ဒါကိုနာဘတ်လီကလည်းဒဏ်ရာအခြေအနေကဘယ်လိုမှမသိသေးအဲ့တော့ကျွန်တော်ဒီနီးပြအာနီစလောရဲ့ဒီပွဲပြီးသတင်းစာရှင်းလင်းပွဲကအကြောင်းလေးအနေငယ်လေကျွန်တော်အနေနဲ့ဒါပြောပြပေးသွားခြင်းပါရဗျာကျွန်တော်အရင်ဆုံးသူမေးတာတော့ကျွန်တော်ဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ကျင့်တတ်မှုရှိလားရလက်နဲ့ပတ်သက်ပြီးတော့သတင်းတော့အဲ့လိုမျိုးမေးတဲ့အခါမှာသူအနေနဲ့စွမ်းဆောင်ရည်နဲ့တော့ဒါတေချာပေါက်ပါပဲတဲ့ရလက်နဲ့ရလက်လက်တစ်စိမ့်ပိုင်းတက်ဆိုင်ပါတယ်တဲ့အာဆင်နယ်ရတဲ့ပြည်တွင်းမှာရောဥရောပမှာကောင်းမွန်တဲ့ယာဒီတစ်ခုကိုပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်ဒါကြောင့်သူတို့နဲ့ရင်ဆိုင်ရတဲ့ပွဲမှာရလက်တစ်ခုကိုဘယ်လောက်ခက်ခဲဆိုတာဟိုတဲ့မင်းသိပါတယ်တဲ့အနိုင်ရဖို့ကမဆိုထားနေတယ်အဲ့ဒါကြောင့်ဒါရလက်အပေါ်မင်းအတိုင်းအတာတစ်ခုအထိအပြုတ်သဘောဆောင်ပါတယ်တဲ့ပထမပိုင်းမှာသူတို့ကကျွန်တော်တို့ထပ်ဘောလုံးပိုက်ဆိုင်မှုအများကြီးပိုရခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ပွဲရဲ့အချို့အချိန်တွေမှာတော့ကျွန်တော်တို့ရဲ့ဒါနောက်တန်းကနေတော့ဘလောက်ကောင်းကောင်းကစားနိုင်လဲသူတို့ရဲ့ဒါဘလောက်အချိန်ချင်းဖြတ်ကျော်နိုင်လဲဆိုတော့မင်းမြင်နိုင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့သူတို့ကလွှမ်းမိုးနိုင်ခဲ့ပြီးတော့ဒါတင်ပါနဲ့စာကာတို့နဲ့အတူတဲ့သူတို့ရဲ့ဒီညာဘက်ချမ်းမှာအချိန်အနည်းငယ်အန်ဒီရများခဲ့ပြီမဲ့အဲ့ဒါကလည်းဖြတ်တင်ဘောကြီးထက်မပူခဲ့ပါဘူးတဲ့ဖြတ်တင်ဘောတွေလောက်ပဲရှိတယ်ဗောလေဒါကိုပေါက်ချင်းချောင်းမှုတော့မဖြစ်ခဲ့ဘူးဆိုပြီးတော့ဒါနီးပြပြန်ပြီးတော့ဒုတိယပိုင်းမှာတော့သူတို့ရဲ့ဒါပထမတီဆောက်မှုမှာကျွန်တော်တို့ရဲ့ဒီခံစစ်ပိုင်းပိုကောင်းလာတယ်လို့ထင်ပါတယ်ဒါကြောင့်လည်းပထမပိုင်းမှာလိုပဲသူတို့ရဲ့လွှမ်းမိုးမှုခက်ခဲသွားပါတယ်ဘောလုံးကင်ဆောင်မှုပိုကောင်းလာခဲ့ပါတယ်ဒါမှမဟုတ်ပထမပိုင်းမှာလွှမ်းမိုးမှုအလားလားအရာလုံးအားလုံးကိုဗောလေအတူလောက်ခဲ့ပေမဲ့ဒါပေမဲ့တဲ့ဘောလုံးပိုက်ဆိုင်မှုအားလုံးကနေလီဗာပူးကဒါကျွန်တော်တို့ဒါတယောက်ယောက်ကိုဗောလေဒါအသစ်အဆန်းတော့မဟုတ်ပါဘူးတဲ့အခွင့်အရေးဖန်တီးမှုတွေကကျွန်တော်တို့ဒီပိုရလာလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့
အချိန်ပေါင်းများစွာအရန်ဒီဇက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့တဲ့ကန်သွင်းချက်တွေဆုံးဖြတ်ချက်ချမှုတွေကပထမပိုင်းမှာဒါ9တိုင်ထိသွားခဲ့ပါ9သွင်းညီဖို့မလုံလောက်ခဲ့ပါဘူးတဲ့ကျွန်တော်တို့ဒါကတော့သူ့အနေနဲ့ဒါပြန်ပြီးတော့ဒီသတင်းတော့ကိုပြန်ပြီးတော့ပြောတာပေါ့လေဒါရလက်ပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးကျင်းနေလားလို့မေးတဲ့အပေါ်မှာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဘတ်တလီရဲ့ဒီဒိုင်ယာအခြေအနေနဲ့ပတ်သက်ပြီးတော့လေနောက်ပြီးတော့ကျွန်တော်တို့ဒီဂါဘီယယ်မာတင်နယ်ဒီတို့ဒါကျွန်တော်တို့ကိုနာဘတ်လီရဲ့ဒီနာကျင်အချိန်ပုံမှာပေါ့လေသူ့အနေနဲ့ဒါကျွန်တော်တို့ဘောလုံးကိုဖြတ်ထုတ်တဲ့အချိန်မှာကျွန်တော်တို့စိတ်ထင်ရတော့ဒီခြေချင်းဝလိန်သွားသလိုပုံစံမျိုးပေါ့လေအဲ့လိုမျိုးခြေခောက်သလိုပုံစံဖြစ်ပြီးတော့ဒါလဲကျသွားတဲ့အချိန်မှာတစ်ဖက်ဒီကစားသမားဖြစ်တဲ့မာတင်နယ်ဒီတို့ကျွန်တော်တို့ဒီဂါဘီယယ်တို့ကအချိန်ဆွဲတယ်ထင်ပြီးတော့ကျွန်တော်တို့ဒီမာတင်နယ်ဒီဆိုလို့ရှိရင်စောက်တွန်းတာပေါ့လေကျွန်တော်တို့ဆိုလည်းတော်တော်ဒေါသထွက်ရပါတယ်တကယ်ဖြစ်သွားတာကျွန်တော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါမာတင်နယ်ဒီကလည်းသူ့ရဲ့ Instagram အကောင့်မှာဆိုလို့ရှိရင်သူတကယ်မတိခဲ့လို့ပေါ့လေနိုင်ကျင်စိတ်များပြီးတော့ဒါကျွန်တော်တို့သူမှားခဲ့တယ်ဆိုပြီးတော့ဒါတောင်းပန်ထားတဲ့ပို့တစ်ခုလည်းတင်ထားခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တချို့ဒီအင်္ဂလန်ပြည်တွင်းကဒီနာမည်ကြီးဘောလုံးပန်းနစ်တွေကလည်းဒီမာတင်နယ်လီရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝေဖန်ခဲ့တာတွေလည်းရှိတယ်ပေါ့လေသူအနေနဲ့လည်းဒါပွဲပြီးမှအင်တာဗျူးမှာလည်းသူမှားတယ်ဆိုတဲ့အကြောင်းသူစိတ်မကောင်းစွာနဲ့သူပြောသားခဲ့ပါတယ်ဒီဘတ်လီရဲ့တန်ရာအများဆုံးတတ်တာပါစေလို့လည်းဆူတောင်းပေးရဆိုပြီးပြောတာသူတကယ်မသိခဲ့လို့ပါဆိုပြီးတော့ပေါ့လေကျွန်တော်တို့လည်းဒါဟိုဆက်စပ်ဦးကျင်းတော့ကိုကစားသမားတယောက်အဲ့လိုမျိုးဒါကိုထီလက်ရောက်လုပ်တဲ့အတွက်ဒေါသထွက်ပါတယ်ကျွန်တော်တို့ဒီကလီဗာပူးပရိသတ်တွေရောပြီးတော့ဒီလီဗာပူးအသင်းရဆိုလို့ရှိရင်ကျွန်တော်တို့ဒါမာကာတို့ကိုနာတီတို့ဆိုလို့ရှိရင်ဒါထိုးဝင်လာတဲ့အတွက်ဒါမာကာဒီကိုနာတီဆိုလို့ရှိရင်ဒါအဝါကပြသခြင်းခံခဲ့ရတယ်ဗောလေဒီဘတ်လီနဲ့ဒန်ယာရဲ့ပတ်သက်ပြီးတော့လီဗျာအနီစလော့ကိုမေးတဲ့အခါမှာကျွန်တော်လည်းတဲ့ဒီခဏလေးပဲအဲ့ဒီမေးခွန်းကိုထပ်မေးလိုက်တယ်တဲ့ဂါဘီယယ်မာတင်နယ်လီကိုတဲ့ကျွန်တော်မသိပေမဲ့သူကကောင်းမွန်တဲ့လူတစ်ယောက်လို့ထင်ရပါတယ်သူ့အတွက်ပြဿနာကတယောက်လို့ထင်ရတယ်လို့သူ့အတွက်ပြဿနာကဘောလုံးမှာရေဘူးရအဖြစ်ပြဿနာပဲအချိန်ဖြုံးတာတွေပွဲရဲ့နောက်ဆုံးအပိုင်းတွေဒါမှမဟုတ်ပေါ့ဒီပွဲကစားနေစဉ်အတွင်းကာလတွေမှာဒဏ်ရာရနေတယ်လို့ဟန်ဆောင်နေတာတွေအများကြီးရှိတာကြောင့်ဂိုးသွင်းခြင်းအဲ့ဒီကစားသမားကအချိန်ဖြုံးနေတယ်လို့ထင်ပြီးရင်လည်းဒါစိတ်အနှောက်အယှက်ဖြစ်နိုင်တယ်ပေါ့လေသူတို့အနေနဲ့94မိနစ်မှာဂါဘီယယ်မာတင်နယ်လီကိုမေးကြည့်လို့တော့မရဘူးတဲ့လီဗာပူးနဲ့ကစားရတာလီယူနိုက်တက်နဲ့ကစားရတာထိန်းထားရတာအတင်းလို့ဖြစ်နေတဲ့အခါကွင်းထဲမှာမဝင်ဘူးဝဟန်ယူနိုက်တက်နဲ့ကစားရရင်နဲ့ဒါကျွန်တော်တို့ပါကွေရာကဒုတိယအဝါကရဖို့စွမ်းကုန်ကြိုးစားပြီးကျွန်တော်တို့ကစားသမားတွေကိုဆွဲထုတ်ဖို့ကြိုးစားရင်ပေါ့တဲ့94မိနစ်မှာမာတင်နယ်လီလောက်ရှင်းလင်းတွေးလိုက်မယ်လို့မမျှော်လင့်နိုင်ဘူးတဲ့ဒန်ယာကဘာဖြစ်နိုင်လဲဆိုတာတော့တဲ့သူသိရင်ကျွန်တော်တို့ဘယ်တော့မှအဲ့လိုမလုပ်ဘူးလို့ဒါ100%ယုံကြည်တယ်ပေါ့ဒီမာတင်နယ်လီအနေနဲ့ဒါနီးပြကတော့သူမသိလို့လောက်တာဖြစ်လိမ့်မယ်ပေါ့ဒါသူသိလို့ရှိရင်အဲ့လိုမျိုးလောက်လိမ့်မယ်မဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြောဒါပေမဲ့သူ့မှာရှိနိုင်တယ်လို့ကျွန်တော်တို့စိုးရိမ်နေတဲ့ဒန်ယာမျိုးရှိနေတော့တိတ်ကောင်းမဲ့ပုံမပေါ်ပါဘူးဒါပေမဲ့ဘောလုံးအချိန်ဖြုံးတိမှုဒိုင်မန်ထုံးမှုတွေကြောင့်လည်း94မိနစ်မှာကစားသမားတွေကဒီလိုထပ်ဖြစ်နိုင်တယ်လို့ထင်မြင်လာကြတဲ့အခြေအနေမျိုးကိုရောက်ရှိလာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီဟာဒီမှာကျွန်တော်တို့အချိန်ပေါင်းများစွာဒါဖြစ်ပျက်နေတာကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရလို့မာတင်နယ်လီလည်းဒါကိုအချိန်ဖြုံးတီးတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါကလည်းလီဗာပူးသူတို့ဒီလိုမလုပ်ဘူးလို့တွေးခဲ့မှာမဟုတ်ဘူးဆိုတော့ကျွန်တော်နားလဲပါတယ်။ဘတ်လီရဲ့တန်ရာနဲ့ဒါပတ်သက်ပြီးတော့သူပြောတာပေါ့။နောက်ထပ်ဒီသတင်းတောက်ကဒီဒန်ယာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်မေးတဲ့အချိန်မှာကျွန်တော်မသိသေးပေမဲ့ဒါစင်နဲ့ထမ်းစင်နဲ့သူ့ကိုထမ်းပြီးတော့ခေါ်သွားတာတော့ကျွန်တော်မြင်တာတိတ်တော့မကောင်းလို့ကျွန်တော်ထင်တယ်ပေါ့လေပြီးတော့ဒီပုံစံကိုကြီးလိုက်လို့ရှိရင်ဒါနှစ်ယောက်လုံးအတူတူပဲလို့တွေးကြလိမ့်မယ်လို့ဒါထင်ပါတယ်ဒီလောက်ဆိုနေရင်လည်းကျွန်တော်ဒီစေးဘုတ်ဖွဲ့ရပါလေဒါစကန်ဖတ်ကြည့်ပြီးတော့ဒါမှမဟုတ်သူတနင်္လာနေ့မှာဘန်လီဒီကစားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တဲ့ပြီးတော့ဒီနှစ်ဖက်ဒီအရန်ကုန်အကြောင်းပြောလာတာနဲ့ပတ်သက်ပြီးတော့ဗောလေဒီနှစ်ဖက်အသင်းအရန်ကုန်တွေမှာကစားသမားတွေရဲ့ကာချချက်အသင်းရဲ့လက်ရှိအခြေအနေကိုဘယ်လိုပုံစံမျိုးထင်ဟလဲဆိုတဲ့အကြောင်းမေးလာတဲ့အပေါ်မှာတော့ဒါအရန်ကုန်အကြောင်းပြောနေတာထားတဲ့အသင်းနှစ်သင်းစလုံးရဲ့လက်ရှိအခြေအနေအကြောင်းကိုပြောစရာတွေရှိသေးတယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေ့မှာကျွန်တော်တို့ပြသနိုင်ခဲ့ပြီဒီဟာဒီမှာပထမဆုံးအချိန်တော့မဟုတ်ပါဘူးတဲ့ပွဲကြီးတွေမှာကျွန်တော်တို့ကတခြားအသင်းတွေနဲ့ရှင်နိုင်စွမ်းရှိတယ်ဆိုတာကိုကျွန်တော်တို့ပြသခဲ့ပြီးကျွန်တော်တို့ကစားခဲ့မှုတဲ့အသင်းကြီးတိုင်းလို့ကိုရလက်ကောင်းတွေရရှိခဲ့တယ်မန်ချက်စတာစီးတီးကလွယ်လို့ပေါ့တဲ့အဲ့ဒီမှာတဲ့ကျွန်တော်တို့ဒါ1-1နဲ့ရှုံးနေ1-0နဲ့ရှုံးနေခဲ့တာထင်ရှားတဲ့ပွဲလို့ဟိုပြောမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အနေနဲ့တကူတော့မန်စီးစီးကိုပြန်သွင်းနိုင်ခဲ့ဒါပေမဲ့ဒန်လူကြီးက VAR နဲ့ပတ်သက်ပြီးတော့ပြန်ပယ်လိုက်တယ်ဗောလေဒါကြောင့်မို့လို့ကျွန်တော်တို့ဒါတီတီစီးနဲ့ရှုံးနေခဲ့တကယ်လို့အဲ့ဒီဂိုးတာပြီးခဲ့မယ်ဆိုလို့ရှိရင်ဗောလေဒါအခြေအနေကတစ်မျိုးပြောင်းလဲသွားနိုင်တယ်ဆိုပြီးတော့
နောက်ပြီးတော့ဒါအိမ်ခွဲမှာအာဆင်နယ်နဲ့ဝေးခွဲမှာအာဆင်နယ်နဲ့ပွဲမှာရောတခြားအသင်းတွေထဲမှာရှင်ပြိုင်နိုင်နေဆိုတာကိုပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်မိကွန်းကဘာလို့ကျွန်တော်တို့14မှတ်နောက်ကျနေလဲဆိုတာကိုတော့တဲ့ကျွန်တော်တော်တော်အဲ့ဒါကအရန်သိတာပါဘာလို့လဲဆိုတော့တဲ့ကျွန်တော်တို့ကနှိပ်ကြတဲ့ပိတ်ဆို့မှုတွေကိုကြော်လွှားဖို့အရန်ရုန်းကန်ရလို့ပါတယ်ခင်ဗျားတို့အားလုံးသိကြတဲ့အတိုင်းသူတို့နဲ့ကျွန်တော်တို့ဂျာမှာစပီတွေ9-20လောက်ကွာခြားချက်ရှိနေပါတယ်တဲ့ဒါတေကန်ဘောတွေတောက်ကန်ဘောတွေကနေပြီးတော့ဒါအာဆင်နယ်ကဂိုးတွေရတယ်ပေါ့သူပြောချင်တဲ့အဓိပ္ပာယ်ဒါပေမဲ့တဲ့ကျွန်တော်နှစ်ပွဲစလုံးမှာအသင်းစလုံးရဲ့အရန်အားကောင်းပြီးရှင်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာပြသနိုင်ခဲ့လို့ထင်ပါတယ်အန်ဖီမှာတဲ့ဒါ free kick ကြောင့်ကျွန်တော်တို့အနိုင်ရခဲ့တာဒီနေ့မှလည်းတဲ့အဲ့လိုမျိုးအခိုက်အတန့်မျိုးမရှိခဲ့ဘူးတဲ့ဒါကြောင့်ဟိုဇီးဇီးနဲ့အဆုံးသတ်ခဲ့တယ်လို့သူကတော့ပြောတယ်ပေါ့လေဒါသူပထမပိုင်းပြီးဆုံးချိန်မှာတဲ့နီးဗျူကပြောင်းလဲမှုတစ်စုံတရာပြုလုပ်ခဲ့လားဆိုပြီးတော့ဒါသတင်းတောက်ကအာနီစလောကိုမေးတယ်ပေါ့လေအဲ့ဒီအပေါ်မှာတော့ကျွန်တော်တို့မဟုတ်ပါဘူးလေကျွန်တော်ပြောခဲ့သလိုပဲသူတို့ရဲ့ဒီဘဟုနောက်ခံလူ2ယောက်နဲ့သူတို့ရဲ့နံပါတ်6ပထမပိုင်းတက်ဒုတိယပိုင်းမှာကျွန်တော်တို့ကိုပို့ပြီးတော့ PR ပေးကစားခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်ဒုတိယပိုင်းမှာပထမပိုင်းထက်ဘောလုံးပိုက်ဆိုင်မှုကိုပိုမြန်မြန်ဆန်ဆန်ရခဲ့တာပါသူတို့ကကျွန်တော်တို့ရဲ့ goal area ကိုပထမပိုင်းလောက်ဝေးမလာနိုင်ခဲ့ပေမဲ့အဓိကအချက်ကျွန်တော်တို့ရဲ့ဒါဘောလုံးကိုကြာချေစွာထိန်းထားနိုင်ခဲ့ပြီသူတို့ရဲ့ကန်ထုတ်လိုက်တဲ့အခါကျွန်တော်တို့ပြန်ရပြီးပြန်ကစားနိုင်ခဲ့တယ်ဒါပေမဲ့အာဆင်နယ်ကိုလည်းကျေးဇူးတင်ပါတယ်သူတို့ရဲ့ဂိုးရီယာကိုကာကွယ်ခဲ့တဲ့ပုံစံကျွန်တော်တို့မှာတဲ့9ချိန်6ချိန်ဒါမှမဟုတ်9ချိန်လောက်ကန်သွင်းခွင့်ရခဲ့တယ်လို့ထင်ပါတယ်အဓိကအားဖြင့်ဒါဆိုပိုစလိုင်းကကန်သွင်းတာဖြစ်ပြီးသူ့မှာကောင်းမွန်တဲ့ကန်သွင်းချက်တစ်ခုရှိတယ်လို့ကျွန်တော်ထင်ပါတယ်တဲ့ပြီးတော့တစ်ချိန်တော့ဒါဝင်သွားနိုင်တယ်လို့ထင်ခဲ့ပေမဲ့ဒါဂါဘီယယ်ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ခြေထောက်တွေနဲ့ပိတ်ဆို့နိုင်ခဲ့တယ်သူတို့ကဒါဂိုးရီယာခံစစ်အပါဝင်အရာအားလုံးမှာတော်တာကြောင့်သူတို့နဲ့ပွဲမှာတဲ့ဒါရလက်ကောင်းရဖို့အရန်ခက်ခဲတယ်လို့ဒါကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့တွေအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုပြီးတော့ဒါသူကတော့ပြန်ပြီးတော့ပြောခဲ့တယ်ပေါ့လေဒါကောင်းမွန်တဲ့စွမ်းဆောင်ရည်ကနေတဲ့ဘာတွေတိစောက်နိုင်မလဲဆိုတဲ့အပေါ်ပြန်လေဖြည့်ချပေးပါအောင်ဆိုပြီးတော့ကျွန်တော်သတင်းတော့ကထပ်ပြီးတော့မေးတဲ့အခါမှာတော့ဒါတခြားအသင်းတွေနဲ့ရှင်ပြိုင်တဲ့အခါဘောလုံးပိုင်ဆိုင်မှု60% ဒါမှမဟုတ်90%လောက်ရှိတဲ့အခါလူတွေကဒါကိုကောင်းတဲ့စွမ်းဆောင်ရည်လို့ထင်ကြတာကိုကျွန်တော်အံ့ဩမိပါတယ်အခုတော့ဒါကောင်းတဲ့စွမ်းဆောင်ရည်ပါပဲဒါပေမဲ့အခွင့်အရေးတော့မဖန်တီးနိုင်ခဲ့ပါဘူးကျွန်တော်အခုကတော့ဒါစွမ်းဆောင်ရည်လဲပြောနေကြပြန်ပြီးတဲ့ဒါကတဲ့ဘယ်သူတွေလဲဆိုတာပါပဲတဲ့ဘောလုံးပိုင်ဆိုင်မှုကိုလွှမ်းမိုးနိုင်တဲ့တိစောက်မှုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်တို့သိပေမဲ့အချို့ကိစ္စတွေမှာရုန်းကန်နေရတာကထွင်ချားပါတယ်စက်ပီးတွေကနေတခုအပါဝင်ဖြစ်ပြီးတော့နောက်ဆုံးမှာရှိနေတဲ့အချိန်မှာမှန်ကန်တဲ့ဒါ present နဲ့ပေါ့လေဒါမှန်ကန်တဲ့အကောင့်တွေပေါ်နိုင်မှုကိုရှာဖွေမှုဒါလွှမ်းမိုးမှုတွေရှိနေပါတယ်ဒါတခြားကအသင်းတွေအဆင့်မျိုးမရောက်သေးပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့နေ့တိုင်းစူးစမ်းနေရပါတယ်တဲ့ကျွန်တော်တို့ဒါမပင်မဲတဲ့ကျွန်တော်တို့ဘောလုံးပိုင်ဆိုင်မှုမှာရန်ကောင်းခဲ့မယ်ကျွန်တော်တို့အတွက်ဒါလီကိုအိမ်ခွဲမှာကစားရတာဒါမှမဟုတ်ဖူဟန်ကိုဝေးခွဲမှာကစားရတာနဲ့တိတ်မကွာခြားပါဘူးတဲ့ဒါပေမဲ့အသင်းကြီးတွေအာဆင်နယ်လိုကြီးကျယ်ခမ်းနားမှုမရှိဘူးလို့လူတွေကဒါစိတ်နှောက်ယှက်ဖြစ်ကြပါတယ်ဒါကြောင့်လုံလောက်အောင်မကောင်းဘူးလို့ကျွန်တော်လည်းလုံးဝသဘောမတူပါဘူးဘာလို့လဲဆိုတော့တဲ့အခွင့်အရေးတွေကိုပိုဖန်တီးနိုင်တာကိုမြင်ကျင်လို့ပါဆိုပြီးတော့ဒါပြောခဲ့တယ်ဗောလေအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီလီဗာပူးနဲ့အာဆင်နယ်နဲ့ပွဲအပြီးဗောလေဒါဒီပြိုင်အာနီဆိုတဲ့သတင်းစာရှင်းလင်းပွဲကပြောကြားသွားခဲ့တဲ့အကြောင်းအရာတွေချို့ပဲဖြစ်ပါတယ်ကျွန်တော်သူပြောတာအများကြီးပဲဆိုတော့ကျွန်တော်အလွတ်ပြောလို့ရှိရင်အကုန်လုံးပြည့်စုံပြောလို့အဆင်မပြေပါဆိုလို့ကျွန်တော်စာနဲ့ရေးပြီးတော့ဒါမှတ်ထားပြီးတော့ပြန်လည်ပြီးတော့ညီကိုတွေကိုပြည့်စုံပြန်လည်ပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရတဲ့တယောက်ချင်းစီတိုင်းအရင်ကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးနားခွင့်ပြုပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်